မင်္ဂလာပါရှင် Forgano Vlog ကနေပြီးတော့ကြိုဆိုပါရစေ Forgano ဆိုတာက online school တစ်ခုဖြစ်ပြီးတော့ကျမတို့ရဲ့ဆရာဆရာမတွေကကမ္ဘာနေရာအနှံ့အပြားကနေပြီးတော့သင်ကြားပေးနေကြတာဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ကျောင်းသူကျောင်းသားအများစုကတော့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံကနေတက်ရောက်ကြတာဖြစ်ပြီးတော့ Forgano ရဲ့လက်ရှိရုံးချုပ်ဟာဆိုရင်လည်းထိုင်းနိုင်ငံမဲဆိုင်မှာတည်ရှိနေတာဖြစ်ပါတယ်ရှင် Forgano မှာလက်ရှိလှုပ်ဆောင်နေတဲ့ program ၄ခုရှိပါတယ် program တွေကတော့ GED program, Full Education program နဲ့ Language program ပြီးတော့ Preschool program တွေပဲဖြစ်ပါတယ် GED program မှာဆိုရင်တော့ဘာသာရပ်၄ခုကိုသင်ယူရမှာဖြစ်ပြီးတော့ဖြည့်ဆို့အောင်မြင်သွားတယ်ဆိုရင်တော့ American High School Diploma နဲ့ညီမျှတဲ့လက်မှတ်ကိုရရှိမှာဖြစ်ပါတယ်ရှင် Full Education program မှာဆိုရင်တော့ KG ကနေပြီးတော့ Pre-GED level အထိတက်ရောက်ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်အင်္ဂလိပ်စာ reading, writing တို့အပြင် math, science, chemistry, geography အစရှိသဖြင့်အတန်းတွေလည်းသင်ယူရမှာဖြစ်ပါတယ်အဲ့ဒီအတန်းတွေအပြင် conversational class တွေကိုပါကျောင်းသူကျောင်းသားတွေအနေနဲ့တက်ရောက်ခွင့်ရှိမှာဖြစ်ပါတယ်နောက်ထပ် program တစ်ခုကတော့ language program ဖြစ်ပြီးတော့လက်ရှိမှာဆိုရင် Japanese language, Korean language နဲ့ Burmese language တွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ကျမတို့ရဲ့နောက်ဆုံး program ကတော့ preschool program ဖြစ်ပြီးခုလက်ရှိမြန်မာနိုင်ငံမှာမူကြိုကျောင်းတစ်ကျောင်းဖွင့်လှစ်ထားလျက်ရှိပါတယ်ရှင်ဒီကနေ့မှာဆိုရင်တော့ကျမတို့ရဲ့ကျောင်းမှာရလက်ကောင်တွေရရှိပိုင်ဆိုင်ထားတဲ့ကျောင်းသူတို့နဲ့တွေ့ဆုံပြီးတော့သူရဲ့ကျောင်းအပေါ်မှာရှိတဲ့အမြင်တွေအကြောင်း feedback ကိုတောင်းခံသွားမှာဖြစ်ပါတယ်ရှင် Hi မမင်္ဂလာပါ Hi teacher Okay မမကဒီ teacher တို့ Forgano မှာတက်နေရလဲတစ်နှစ်နီးရှိပြီပေါ့နော်ဒီစာသင်နှစ်တစ်နှစ်လုံးနေပါပဲဆိုတော့မမလက်ရှိဘယ်အတန်းနေတက်နေလဲဆိုတာနဲ့ဘယ်ဘာသာရပ်တွေတက်နေလဲဆိုတာလေးပြောပြပေးလို့ရမလားဟုတ်teacher သမီးအခုကအဲ third grade science ရဲ့ပြီးတော့ fourth grade reading writing math fifth grade reading အတန်းကိုတက်နေရတယ် teacher ပြီးတော့ conversational class ကို conversational class က teacher Rick လား Yes teacher မမကအခုအသက်ကောဘယ်နှစ်လဲမင်းသမီးက18ပါteacherနော်ဆိုတော့ပေါ့နော်မမရဲ့ဒီအတန်းရလက်တွေဘာတွေကြည့်ရင်တချို့ကတွေ့ရပေါ့နော်အင်စာတွေဆိုလဲမမကအမြဲတမ်းမှန်တယ်အတန်းထဲမှာလည်းကောင်းကောင်းစာလိုက်နိုင်တဲ့အထက်ပါတယ်ပေါ့နော်ဆိုတော့ဒီမမဒီ online ကျောင်းပေါ့တချို့ကျောင်းကဘယ်လိုပြော online school ဆိုတော့တက်တဲ့အခါမှာဘယ်လိုအခက်အခဲတွေရှိလဲပြီးတော့အဲ့ဒီအခက်အခဲတွေနဲ့ပတ်သက်ပြီးတော့ရောဒီလိုမျိုးအချိန်အတန်းချိန်တွေမှန်နေအောင်เนาะအင်စာတွေမှန်ထပ်ဖြစ်အောင်မမီတာဘယ်လိုမျိုးလုပ်ရလဲပေါ့ဘယ်လိုဟုတ်တရှင်သမီးအဲ့ဘာသာစကားအဲ့လိုနားလည်ဖို့တော်တော်ခက်ခဲတရှင်အဲ့ဒါနောက်ကျအဲ့လိုကို easy ပုံမှန်လေးလုပ်ရင်းနဲ့အဆင်ပြေသွားပါတရှင်အင်စာကြီးလည်းအဲ့လိုတနေ့စာတစ်နေ့တခြားလုပ်ပါရတရှင်ဘာသာစကားနားလည်ဖို့ခက်တယ်ဆိုတာမမီတာ teacher Rick အတန်းမှာပြောရလားဟုတ်ပါရဲ့နည်းနည်းပေါ့ကိုရမပြောတတ်တာနေစအောင်ကြောင်းအဲကြောင့်ခက်ခဲရလေးရရှိပါရဲ့နော်နောက်ပိုင်းတော့အဆင်ပြေလာပြီပေါ့နော်တဖြည်းဖြည်းနဲ့ဟုတ်ပါပြီဒါဆိုမမီအခုတက်နေတဲ့အတန်းထဲမှာရောဘယ်အတန်းကိုဘယ်ဘာသာရပ်ကိုတော့အကြဆိုလဲပေါ့နော်မမီအကြိုက်ဆုံးအကုန်လုံးကြိုက်ပါရဲ့ရှင်လုံးလုံးကအဲ့လိုစိတ်ဝင်စားဖို့ကောင်းတယ်ရှင်ဟုတ်ပါရပါတယ်တချို့သူများတွေကိုပြန်မပြောပါဘူးOkay ဟုတ်ပါပြီဒါဆိုပေါ့နော်မမီဒီ study tips ကလေးတွေပေါ့နော်စာတွေပုံမှန်လုပ်ဖြစ်အောင်ဘယ်လိုမျိုးဆိုလို့ရှိရင် schedule ဆွဲထားတာတွေရှိရဲတချို့ကြတော့လဲအဲ့လိုပေါ့တယောက်နဲ့တယောက်နီးလန်းလေးတွေအမျိုးမျိုးရှိတယ်ဆိုတော့မမီရောစာလုပ်တဲ့အခါမှာကျန်တဲ့လူတွေကိုအကြံပေးခြင်းနဲ့ study tips ကလေးတွေပါနေရှိတာမင်းမင်းကအဲ့လိုဒီနေ့စာဒီနေ့အဲ့လို2နာရီလောက်အဲ့လိုအချိန်ယူပြီးတော့လုပ်ဖြစ်ပါရဲ့ဒီရှင်တင်ပြီးသမျှဟုတ်ပါပြီနော်မမီတို့အခုဒီ online school တက်တာဆိုတော့အိမ်မှာရောကျန်တဲ့လူကြီးတွေမိဘတွေကမမီတို့အကူအညီပေးရတာတွေဘာတွေရှိလားဘယ်လိုမျိုးအိမ်ရဘယ်လိုမျိုးပေးရတာမျိုးရှိလဲဟုတ်စာအိမ်ကကြောင့်ပုံမှန်လုပ်ဖို့ရအိမ်စာမှန်ထွက်ဖို့ရအဲ့လိုပေးရနေကြည့်ပြီးတော့အဲ့လိုထိန်းပေးပါရဲ့ဒီချက်ဟုတ်ဒါဆိုမမီအနေနဲ့ရောအခုလက်ရှိတက်နေတဲ့အတန်းဒီမှာဘယ်လိုအခက်အခဲလေးတွေရှိလဲပြီးတော့ဒီဘယ်လိုအပိုင်းလေးတွေမှာပေါ့နော်ဒီ charity Forgano ကိုအကြံပေးခြင်းတာမျိုးတွေရှိတယ်မင်းလူမျိုးမရှိပါဘူးဒီလိုအခက်အခဲကတော့အဲ့လိုခုမှအဲ့လိုအင်္ဂလိပ်စာစပြီးတော့သင်ဖို့ဆိုတော့အဲကြောင့်အဲ့ဒါလေးပဲခက်ခဲရရှိပါတယ်ဒီချက်ကျန်တာတော့မရှိပါဘူးဒီချက်တို့သင်တာလေးကောင်းတယ်ဒီချက်ဟုတ်ပါ
ဒါဆိုမမီအနာဂတ်မှာလည်းပေါ့နော်ဒီချယ်တို့ကိုအကြံပေးချင်တာเนาะပြောပြချင်တာတခုခုရှိရင်အချိန်မီပြောလို့ရတယ်เนาะတခြားရောမမီပြောချင်တာတခုခုရှိနေလား ဟုတ်တချေဟိုလိုပြောမလို့ဆိုအဲ့ grammar ပိုင်းအလိုဘာမှမသိရနေအခုအလိုစာရေးလည်းကောင်းကောင်းဖတ်နိုင်နေပြီးတော့ grammar လည်းအရင်ထက်စာရေးပို့တည်လာရဲ့အဲ့ဒါတော့ကျင့်တဲ့တချေဟုတ် ဟုတ်ပါပြီကဲဒါဆိုဆက်ပြီးတော့စူးစမ်းထားပါเนาะမမီနောက်ပိုင်းဆက်ပြီးတော့ဒီတိုင်းလေးပဲဆက်ပြီးစူးစမ်းသွားလို့ရှိရင်เนาะဒါမမီမကြခင်မမီအချင်းနဲ့အတန်းနေเนาะလုပ်ချင်တဲ့ဟာတွေအကုန်လုံးစပြေးလာမယ်လို့ဒီချယ်ကိုလက်ထင်ပါတယ်เนาะဟုတ်ပါပြီကဲဒါဆိုလို့ရှိရင်ဒီနေ့ဒီလိုမျိုးပေါ့နော် feedback တွေပေးပေးတာလည်းကျေးဇူးတင်ပါတယ်နောက်ခေါက်လေးပြန်ပြီးတော့တွေ့ကြမယ်နော် ဟုတ်ဒီကျေးဇူးပါတချေ Okay bye right အဆုံးထိကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်အသေးစိတ်အချက်လက်တွေကိုသိချင်နေဆိုရင်တော့ယခုပြထားတဲ့ Forget Not International Facebook page မှာတော့၎င်းယခုပြထားတဲ့ username တွေကို Telegram ကနေတစ်ဆင့်တော့၎င်းဆက်သွယ်မြင်မြန်စုံစမ်းလို့ရပါတယ်ရှင်